ဟုတ်ကဲ့သူတက်မှုကတော့ပြောပါတယ်ခုနကပဲကျွန်တော်ကိုပြောတယ်သူလည်းလိုက် join ပြီးတော့ဆက်သွယ်ပေးပါမယ်လို့ပြောပါတယ်ဆရာဟုတ်ကဲ့ဆရာအဲ့ဒါလေးလမ်းဆက်ဟုတ်ကဲ့ဆရာအခုအဆင်ပြေတယ်မလားအဆင်ပြေတယ်ဆရာဒီနေ့ကကြိုတင်မိုင်းချင်းပါဆရာမနှက်ဖန်ဆရာကျွန်တော်တို့ဒူသာထိုးမှာအတိုင်းမှုကလည်းလာကုန်ပေါ်ဆဲကိုရောက်ဆိုတော့ဟိုဘက်က12မိုင်လောက်ကျန်နေတယ်ဆရာဟုတ်ကဲ့လမ်းမှာလည်းဆရာကြီးခုနလိုပြစ်လားခတ်လားနှောက်ချက်လားနဲ့ဒါမျိုးတွေတော့ရှိတာပေါ့ဟုတ်ကဲ့ဆွဲမိုင်းဆွဲတာလည်းကြံတဲ့တက်လဲဟို350တက်လဲအဆွဲခံတယ်လူတော့ဘာမှဖြစ်ပါဘူးဆရာဟုတ်ကဲ့ဆရာမနှက်ဖန်လမ်းဖောင်းမှာလေကျွန်တော်တို့ဒူသာသွားမှာရှိပါတယ်ဆရာတပည့်တွေအန်ဒီရဲ့ဆက်အန်ဒီရဲ့ကင်းမကင်းသတိထားနေရလေးဆရာမိတ်ပြီးပါဦးဟုတ်ကဲ့ဆရာဟိုကတော့ဒီစက်ကြီးမျိုးလှူရှားတယ်နော်ဆရာဟုတ်ကဲ့ဟိုကတော့ဆရာဆရာတို့2မိုင်ကျော်လောက်ဒီစက်ကြီးပဲ3မိုင်ဒီမှာ2မိုင်ကျော်လောက်ကတော့အဲ့မှာဟောဖြစ်တယ်နော်ဆရာဟုတ်ကဲ့ကျွန်တော်ဒီကနေစတာ2မိုင်ကျော်3မိုင်နီးပါဟုတ်ကဲ့အဲ့2မိုင်ကျော်နီးပါတော့အဲ့မှာဆရာနည်းနည်းတော့ကြီးဆိုင်ဒါဘာလို့ဆိုတော့အဲ့ဆရာလမ်းကွဲတစ်ခုလို့ဖြစ်နေဟုတ်ကဲ့2မိုင်ကျော်မှာဟုတ်ကဲ့လမ်းကွဲနှစ်ခုဟုတ်ကဲ့လမ်းကွဲနှစ်ခုကတစ်ခုအပြစ်သွားလို့လားတစ်ခုဟိုအလုပ်မှလားအဲ့လိုကြီးဆိုင်နော်ဆရာဟုတ်ကဲ့ဆရာမိုင်းကယူဆိုင်ရမှာလားအဲ့ဒါမိုင်းတော့ဟိုတော့မိုင်းတင်ထားတော့ဆရာဟိုဘောလမ်းထွင်သွားမယ်တော့ဒီဟုတ်ကဲ့ဆရာကွင်းတော့ပါပါဆရာဟုတ်ပြီဟုတ်ကဲ့ဟိုလည်းဆရာဟိုဆရာကလမ်းကြီးတစ်ခုမနေရတော့ဒီလိုချင်းတော့ပြီးသွားပြီဆရာမဆိုးဘူးဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာဒီလိုဆိုနော်ဆရာဟုတ်ကဲ့ဟိုအလီတော်ရလမ်းထူတော့လို့မှာနော်ဆရာဟုတ်ကဲ့တော်နောက်ရှိတယ်ကောနော်ဆရာဟုတ်ကဲ့နောက်ချက်ပြကတော့လုပ်မှာပေါ့နည်းနည်းတော့ဒီဆရာဟိုရီတွန်းတော့မဆရာတို့လင်းလိုက်လောက်ပါလိဆရာတို့ပါလိဟုတ်ကဲ့လင်းလိုက်လောက်တော့ပါ4မိုင်6မိုင်လောက်မှာဟုတ်ကဲ့ဟုတ်ကဲ့ဆရာဟိုတော့ဆင်ပြေပါလေဆရာဟို2မိုင်ကျော်တော့ပါချင်းမော်ဒီ2မိုင်3မိုင်ကြာအဲ့ဒါလေးဆိုင်နော်ဆရာဟုတ်ကဲ့ဒီကနေ2မိုင်ကျော်မှကယူဆိုင်မှာဟိုဆက်လဲမနဲ့ဖန်ဆက်ဒီတပည့်တွေအနေရမရှိတဲ့သဘောဟုတ်ကဲ့မရှိဘူးဆရာဟုတ်ဘာလို့ဆိုတော့ဆရာနည်းနည်းဟိုဆရာဟိုသူတို့လာနေနည်းနည်းဘာ6လန့်လေးဘာလို့နည်းနည်းဘာအတန်းနဲ့အဲ့လိုမျိုးပေါ့ဟုတ်ကဲ့6လန့်တဲ့သဘောလောက်ပဲဟုတ်ကဲ့အဲ့ဒါဆရာဟုတ်ကဲ့ဆရာမနက်ဖြန်လဲဆရာတပည့်တွေအနေရကင်းအစီအမံလေးနဲ့မိတ်ပြီးပါအောင်ဆရာဟုတ်ကဲ့ဟိုကတော့ဒီကနေ့ဆိုတော့ဒီလမ်းကိုဟိုဆရာဟိုပါလေဆရာဟုတ်ကဲ့ဆရာဟိုနည်းနည်းတော့ကောင်းပါလေဆရာဟိုလောက်တော့ဆရာဟိုဟုတ်ကဲ့ဆရာကျွန်တော်တို့ဟိုလေးလောက်ထားပါတော့ဆရာဟုတ်ကဲ့ဆရာလောရမယ်လည်းမိတ်ပြီးပါအောင်ဆရာ
你这样加油啊！ဟုတ်ကဲ့ဆရာ 这个年龄了，不是每人冲来怎么样呢？ ဩဆရာဟိုကျွန်တော်နေတဲ့နေရာအပင်ကြီးတွေမှာမြင်ရမမြင်ရတယ် မင်းမင်းဒီတတန်းဝကြီးနေတဲ့ပုံကိုယ်တွေပေါ့လေအဲဟိုတော့မဲ့လမ်းတစ်လျှောက်လုံးမှာရှိတဲ့ပုံကိုယ်တွေကိုကြိုပြီးမွေးနေနော် ဟုတ်ကဲ့ပါဆရာ ဟုတ်ကဲ့ ဟုတ်ကဲ့ ပြပါပေါ့ဆရာနော်ဆရာ ဟုတ်ကဲ့ပါဆရာ နောက်ပြီးတော့ဆရာအဲဒီဟိုဟာလေးကိုပေါ့ဆရာဟိုဟာလေးပြောမယ်ဆရာဟိုဟာ ဟုတ်ကဲ့ဟုတ်ကဲ့ဆရာ ဟုတ်တယ်ဆရာဟိုဟာလေးရေးရအောင်လား ဟုတ်ကဲ့ ပုဒိယာလေးပုဒိယာ ဩဟုတ်ကဲ့ပုရိယာဟုတ်ကဲ့ဆရာဘယ်နှကောက်တော့ ပုဒိယာအာဒီပုအာဒီဆိုနော်တော့အပြန်လာရေးလိုက်နော် ဩဟုတ်ကဲ့ပုရိယာအာရိပုပုအာဒီဟုတ်ဟုတ်ကဲ့အဲ့ဒီကြောဆရာကိုကောက်ပဲရေးပါလေနော်ဆရာ ဩဟုတ်ကဲ့ကိုကောက်ဟုတ်ကဲ့ပါဆရာ အဲ့ရွတ်တဲ့ချိန်မှာဆရာနည်းနည်းအားလုံးမဒီတစ်ဖွဲ့လုံးကိုလက်ညှိုးထိုးပြီးတော့လေဆရာ ဟုတ်ကဲ့ မြတ်စွာဘုရားမနတ်ဆရှိတဲ့ရန်တွေပုံနိုင်ပြီးတော့အောင်မြင်ပြီးတော့ပေါ့နော် ဟုတ်ကဲ့ ဟိုကလည်းအခုအကုန်လုံးအခက်အခဲတွေကုန်ပြီးအောင်မြင်ပါသေးပါခက်ခဲနေတယ်အနေမရှိရနော် ဟုတ်ကဲ့ ဟုတ်ကဲ့အဲ့ဒါလေးလို့နော်ဆရာ ဟုတ်ကဲ့ပါဆရာဟုတ် ဆ ကဲ့ ရာအဲ့နည်းနည်းလေးခက်ခဲနေတယ်အဆင်ပြေတော့မှာနော်ဆရာ ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဆရာ ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဆောင်းချောက်ပါဦး ကျွန်တော်လည်းညကြောက်ချပြီနော် ဟုတ်ကဲ့ဆရာဆောင်းချောက်ပါဦးဆရာကျွန်တော်တို့တပည့်တွေကအခုအောက်မှာတည်ရတာမယ်သူ့ဘက်သူအပေါ်ကဖြစ်နေတာတွေကတပည့်တွေပဲခံနေရတယ်ဆရာကြီးတပည့်တွေဆရာပြီးတဲ့အသက်ပဲရှိပါတယ် ဟုတ်ကဲ့ ဟုတ်ကဲ့ပါဆရာကျေးဇူးအများကြီးလည်းတင်ပါတယ်ဂါရဝလည်းပြုပါခဲ့ဆရာလက်ဟုတ်ရှိပြီးတော့လည်းဥချပါတယ်ဆရာဟုတ်ဆရာပေးတဲ့ဆုနဲ့ပြပါသေးဆရာ ဟုတ်ကဲ့ ဆရာကျွန်တော်ဖုန်းချလိုက်မယ်နော်ဆရာ ဟုတ်ကဲ့ ဟုတ်